သတင်းတစ်ပိုင်းအောင်ဆောင်ပြီးနှင်းစီပန်ပေးသွားတဲ့ထူးဆန်းတဲ့လူတစ်ယောက်ကြောင့်စိတ်ပူနေရတဲ့ဖိုးဖွေးဒီခေတ်ကြီးထဲမှာမကောင်းတဲ့အတက်တွေကိုသုံးတဲ့သူတွေရှိနေတဲ့အကြောင်းဖိုးဖွေးကသူ့ရဲ့လုံခြုံရေးအတွက်စိုးရိမ်နေရပါတယ်။ဒီရက်ပိုင်းမှာဖိုးဖွေးရဲ့နေအိမ်ရှိကိုကြိုတင်ချင်းဆိုထားခြင်းမရှိပဲအမျိုးသားတအူးစပိန်တွန်းပြီးတော့ရောက်ရှိလာခဲ့ပါတယ်။ဒီလူကဖိုးဖွေးရဲ့အိမ်ကလူတွေယုံကြည်သွားအောင်အင်တာဗျူးဖို့ချိန်ထားတယ်လို့လိမ့်လေပြောဆိုပြီးတော့အင်ရကူထံကိုနှင်းစီပန်နှစ်ပွဲပေးသွားခဲ့တာပါ။ဒီလုံရက်ကထူးဆန်းနေရကြောင့်မကောင်းတဲ့ပညာတွေနဲ့ရရလာချီတာလားဆိုပြီးတော့တန်တရားဝင်နေကြပါတယ်။အဲ့ဒီလူကဖိုးဖွေးရဲ့အိမ်ရှိမှာအချိန်တော်ကြအောင်ရက်နေခဲ့ရုံတင်မကပဲရက်နေစဉ်တစ်လျှောက်လုံးပါဇက်ကနေတယောက်တည်းတိုးတိုးနဲ့ရေရွတ်ပြောဆိုနေခဲ့ရကိုအိမ်သားတွေကသတိထားမိခဲ့ပါတယ်။ထူးခြားတာကဖုန်းပြောနေရမျိုးမဟုတ်သလိုနားမှာလည်းနှစ်ချက်တစ်ခုမှတက်ဆင်ထားခြင်းမရှိပဲဘာတွေကိုအာယုံပြုတ်ပြီးတော့ရေရွတ်နေမှမသိရကြောင်းဂါတာမန်တန်တွေရွတ်တာဖြစ်ရမယ်ဆိုပြီးပိုလို့တောင်တန်တရားတွေကြီးထွားလာစေခဲ့ပါတယ်။လက်ရှိချိန်ဒီလေဒီလူကဘယ်သူလဲဘဲကလဲဆိုတာအတီးပြုလို့မရသေးရကြောင်းပို့ပြီးတော့ကြောက်စရာကောင်းနေပါတယ်။ဘူဘေးကတော့ဒီလူဟာဘယ်သူလဲဆိုတာသိရင်ပြောကြပါအောင်လို့မေးမြန်းလာပြီးတော့အမာကန်ပရိသတ်တွေအလုံးကဖူးဖူးရဲ့လုံခြုံရေးအတွက်စိုးရိမ်တကြီးဖြစ်သွားခဲ့ရပါတယ်။အခုခေတ်မှာလူတွေကနီးလန့်အမျိုးမျိုးနဲ့မသက်မာလာတွေလှုပ်တက်လာကြတာဖြစ်လို့အင်းရဲ့အဝင်အထွက်နဲ့လုံခြုံရေးကိုအရင်ကတည်းကပုံမတင်ဆက်ထားဖို့နဲ့တန်တရားဖြစ်စရာလူတွေကိုအိမ်ထဲကိုလုံးဝပေးမဝင်ဖို့တတိပေးနေကြပါတယ်။အိမ်ရှိထိလာပြီးနေချက်မပါပဲရေရွတ်ကနှင်းစီပန်ပေးသွားတဲ့အမျိုးသားရဲ့လုပ်ရဲ့အပေါ်ဘယ်လိုထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။